အခုတော့ရေပန်းစားနေတဲ့လူတွေအံ့ဩနေရတဲ့အဖြစ်ဖြစ်ပေါ့ဇန်နဝါရီ24ရက်မနေ့ပိုင်းလောက်ကဖြစ်တာဆိုတော့ဒီရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာလင်များစကားများပြီးတော့မှဒီခင်မွန်းဖြစ်သူကသူ့ရဲ့မိန်းမကိုတရှည်နဲ့ခေါင်းဖြတ်ပြီးခေါင်းကိုယူသွားတယ်အမျိုးသမီးရဲ့ကိုလုံးကအိမ်ရှိဖျားခန်းရှိမှာခေါင်းပြက်ကြီးနဲ့ကိုကြံခဲ့တယ်ရုပ်တံတွေလည်းရှိတယ်တော်တော်ကြောက်ဖို့ကောင်းတယ်မမြင်အပ်စရာတွေလည်းပါတယ်တကယ်ဖြစ်တာပါနော်အဲ့ဒီမှာဒါကသူခေါင်းကြီးကန်ပြီးတော့ထွက်လာတဲ့ CCTV ပေါ့နော်ရိုက်မိထားတာပေါ့နော်ကြည်အိုးယူးကြောင်ကြောင်နဲ့အမလီကြောက်စရာကြီးဓာကြီးရတစ်ဖက်နဲ့အမလီအယုတ်ခေါင်းကြီးမှန်လားမသိဘူးအဲ့နားလူတွေကလည်းအယုတ်ခေါင်းကြီးလိုပဲထင်နေကြတာဒီလားကြမပြေသူလိုဆွေးချောင်လိုနဲ့ကြည်အိုးကြောက်စရာကြီးအသက်ခံရတဲ့အမကြီးချစ်စရာလေးစက်ယုံစင်းတာတဲ့ခလေးလေး2ယောက်ရှိရလို့ပြောတန်ကြတဲ့သူကဟိုဒီနေကန်တော့မဟုတ်ဘူးနော်အိမ်လာငားနေတာတဲ့တနာလိုက်တာရှင်ကျမတို့မော်ဘီမှာလည်းအဲ့လိုမျိုးကြီးဖြစ်ရစိတ်ထဲမှာမကောင်းလူကြီးမအောင်မသိဘူးရှင်ထဲမှာရင်တုံလိုကြောက်တယ်လို့တော့ဖြစ်မလို့ကိုယ်မလုံးညုံတယ်လို့တော့ခံစားလာတယ်ကြီးအောင်အဲ့တိုင်းလမ်းလျှောက်သွားတာရှင်အမျိုးသမီးရဲ့နာမည်ကတော့မဝတ်မုံလို့သိရတယ်အသက်ကတော့35နှစ်ထဲမှာ34နှစ်ကျော်ခဲ့ပြီ35နှစ်ထဲမှာအရန်လှသေးတယ်လှပတဲ့အမျိုးသမီးဖြစ်တယ်ကလေး2ယောက်မိခင်လည်းဖြစ်တယ်ပြီးတော့သူကအိမ်ထောင်ရှင်အလှမယ်မှာလည်းစုရရှိထားတဲ့တရဖူဆောင်းအလှမယ်တယောက်လည်းဖြစ်ပြန်တယ်ဒီသတင်းဖြစ်စဉ်ရဲ့နောက်ဆက်တွဲကောလာဟတာတွေအရဆိုလို့ရှိရင်အရင်ခင်မွန်းရှိတဲ့ဒီတိတ်ဆုံးသူအမျိုးသမီးမှတ်ဝတ်မုံမှာသူ့ကိုလေရင်းဖြတ်သွားတဲ့သူကတော့နောက်ခင်မွန်းလို့ပြောတယ်တဝင်းသူလို့ဖြစ်ကြတာလို့လည်းပြောတယ်လေများစကားများတယ်ဆိုတာကလည်းတဝင်းသူတဲ့အကြောင်းတွေပါတယ်ပြီးတော့ဒီမဝိမုံတိတ်ဆုံးသူရဲ့ဖခင်စေဖူဝါခကိစ္စနဲ့လည်းလေများနဲ့စကားများတယ်လို့လည်းပြောတယ်ပြီးတော့သူတို့နှစ်ယောက်ကအရန်ချစ်ကြတယ်လို့လည်းပြောတယ်အရန်ချစ်ပြီးတော့မှအမျက်ကြီးသွားတယ်လို့လည်းပြောကြတယ်အခင်းဖြစ်တဲ့အချိန်မှာအခုလိုခေါင်းဖြတ်တရားလောက်တဲ့အဆင့်ထိကတော့ခင်မွန်းဖြစ်သူကဆေးကြောင်နေဆိုပြီးတော့လည်းတည်င်းဖော်ပြချက်တွေရှိပေမဲ့တကယ်ကောလာဟာလာတွေလည်းဖြစ်မယ်ဖြစ်မယ်ပုံဝင်ကျင်တွေရဲ့ပြောစကားအရာကျူးလွန်သူကလူငယ်လေးပဲဒီတည်ဆုံးသူအမျိုးသမီးထက်ငယ်တယ်ပြီးတော့ကြည့်ပြောရှုပြောယူပါကလည်းအတင်းတင်းရှိတဲ့ရုပ်ချားကောင်းပြီးသားတဲ့မျက်နှာပိုင်ရှင်ရုပ်ချောမောတဲ့သူတယောက်လို့လည်းပြောတယ်ကားမောင်းတဲ့သူတယောက်လည်းပြောတယ်မိမောက်အရင်ချစ်တယ်တည်ဆုံးသူမဝတ်မုံကသူ့ကိုအမြဲတမ်းနိုင်တယ်လို့ပြောတယ်သူကမမဆိုတော့နော်အဲ့လိုလည်းကြားရတယ်ဟောကလေးမျိုးကတော့ဒါတနာဖို့အကောင်းဆုံးပဲဂျားခံဖြစ်သွားတာမိမဲ့ဖမဲ့ဖြစ်သွားတာအဖေကလည်းငကိုတဲကိုကဒီတည်ဆုံးသူမိခင်တွေကသူတို့အိမ်ထောင်ကမမြဲခဲ့ကြဘူးအခုမိခင်ဖြစ်သူတို့လှုပ်ချနေတဲ့မိခင်ဖြစ်တော့ကလည်းရဲရဲဆက်ဆက်အသက်ခံထားလိုက်ရတယ်လက်ရှိအချိန်မှာတော့ဒီမဝတ်မုံရဲ့ရုပ်အလောင်းကိုသူမရဲ့ဇာတိပဲခူးတိုင်းတာယာဝတီမြို့ကိုဒီနေ့မှာပဲဒီဇန်နဝါရီ25ရက်မှာတည်သွားပြီးအဲ့မှာပဲတကြိုမယ်စာဝနာအခမ်းအနားပြုလုပ်မယ်လို့သိရပါတယ်နောက်တရင်တစ်ခုကတော့ဒီဝပီနေ UWSA ထိန်းချုပ်တဲ့လက်နက်ကိုင်အဖွဲ့ထိန်းချုပ်တဲ့နေရာမှာအသားမစားတာကြာလို့တဲ့လူသားကိုမီးกินပြီးစားတဲ့တရခန့်တအူးကိုဒီဝတက်မတော်ကနေပြီးတော့မှဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းအကြောင်းလဲတက်လာတယ်ပြည်မှုကျိုးလွန်သူကိုဇန်နဝါရီ23ရက်မနေ့ပိုင်းကဖမ်းဆီးရမိတာဖြစ်တယ်လို့ပြောတယ်အစွနာမဝုမုံတို့ရဲ့ဖြစ်စဉ်မတိုင်ခင်တရက်ပါတော့နော်ဖြစ်ခဲ့တာအဲ့ဒါဒီနေ့မှသိရတာအသေးစိတ်ကတော့မိုင်းပေါက်ဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့မှကလေးတယောက်ကိုသူ့ရဲ့ဖခင်ကဆိုးလို့ဆိုပြီးတော့မှအတိလူတယောက်ရှေ့ကိုအပ်ထားတဲ့ခါမှာအဲ့ဒီဝတ်တုတ်ဆိုတဲ့လူပေါ့နော်အဲ့လူကနေပြီးတော့မှဒီစေကျော်တဲ့ကလေးကိုတတ်ပြီးတော့မှသူ့ရဲ့အသားမီးရှို့ပြီးမီးဖို့ပြီးတော့စားလိုက်တာအဲ့ဖြစ်စဉ်သတင်းကြောင်းဒီတက်ဆိုင်ရနေပြီးတော့ရောက်စစ်ဆေးတဲ့အခါမှာဒီ23ရက်နေ့က23ရက်နေ့မတိုင်ခင်ကလေးက
တက်ပြီးသွားပြီပေါ့နော်သွားစစ်ဆေးတဲ့အချိန်ကတော့ဒီဇန်နဝါရီ23ရက်မှာသွားစစ်ဆေးတယ်အဲ့စစ်ဆေးတဲ့အချိန်မှာဒီတေဆုံးနေတဲ့စေကျော်သက်ကလေးကခြေတော့တစ်ဖက်ပဲကျန်တော့တယ်ကျန်တာတွေကတော့သူကမီးဖုတ်စားပလိုက်ပြီရဲကနေပြီးတော့မှစစ်ဆေးမေးမြန်းတဲ့ခါမှာအကျိုးအကြောင်းမရှိဘူးအသားမစားရတာကြာလို့မီးဖုတ်စားတာဆိုပြီးမှပြောတယ်ဆေးကြောင်နေဆိုပြီးတော့မှသုံးသက်နေကြသူလည်းရှိတယ်ဒီဖြစ်စဉ်ကတော့မဲခေါင်သတင်းဌာနနေပြီးတော့မှတင်ရှိထားတာဖြစ်တယ်ဝပြည်နယ်ဆိုတာကလည်းလွန်ခဲ့တဲ့1980ဝန်းကျင်ကာလတွေတုန်းကပေါ့နော်အဲ့မတိုင်ခင်ကာလတွေမှာလူသားစားတယ်ဆိုတဲ့အလေးအထလည်းပေါ်ပေါက်ခဲ့အဖူးတယ်ဒါပေမဲ့အခုကတော့အဲ့အလေးအထတွေမရှိတော့ဘူးပပျောက်သွားတာကြာပြီအခုဒီလူတက်ပြီးတော့မှမီးကင်ဖုတ်စားတယ်ဆိုတဲ့ဖြစ်စဉ်ကတကြော့ပြန်လာတဲ့ဖြစ်စဉ်ဖြစ်ပြီးဒါပတ်ဝန်းကျင်ကနေပြီးတော့မတင်ကာရာကနေခလေးကလည်းဖခင်အထားပြီးတော့မှပြန်ကြည့်တဲ့အခါမှာမတွေ့တာကနေပြီးတော့မှပေါ်ပေါက်လာတာအဲစစ်ဆေးတဲ့အခါမှာအခုလိုဖြစ်စဉ်ဖြစ်သွားတယ်လက်ရှိချိန်မှာဒီလူသက်စားတယ်ဆိုတဲ့အဲဒီဝတ်တုကိုဖန်ဆီးပြီးတော့မှစစ်ဆေးနေတယ်ဘယ်လိုပြစ်ဒဏ်စီရင်ချက်တွေချမလဲဆိုတာကတော့မသိရသေးဘူးဝတ်တမတော်ကနေပြီးတော့မှစစ်ဆေးပြီးတော့မှအပြစ်စီရင်မယ်လို့သိရပါတယ်